တင်စီမှာတိန်းထောင်ကြည့်ပြီးပုံနေလို့ကဘာကျော် luxury brand ခုတည်းဟာမီဆိုင်အောင်သွားပြီး parking ဘက်တစ်လုံးပြပါလို့ပြောလိုက်မယ်ဆိုရင်ဝန်ထမ်းစီကနေကြားရမယ့်ထီကတော့စိတ်မကောင်းပါဘူးကျမတို့ရှိမှအိမ်မရှိပါဘူးဆိုတာပါပဲဒါဟာဆိုင်မှာတကယ်သစ္စည်းတက်နေရမဟုတ်ပါဘူးသူတို့ရဲ့အယောင်းစင်ပေါ်မှာလည်းဒီအိတ်ကိုတင်ဘယ်တော့မှမြင်ရမှာမဟုတ်ပါဘူးကဘာချမ်းသာဆုံးပုံကိုယ်တွေတောင်မှဒီအိတ်တစ်လုံးကိုပိုင်ဆိုင်ဖို့အတွက်နှစ်ချီဆောင်လန်းရတာမျိုးဒါမှမဟုတ်ဆိုင်ရဲ့ဝန်ထမ်းတွေနဲ့ရင်းနှီးဆုံးရင်းနှီးအောင်လုပ်ရမျိုးရှိပါတယ်ဒီနေ့မှာတော့ပတ်စံရှိရင်တော့ဝယ်ချင်တိုင်းဝယ်လို့မရတဲ့ဟာမီ parking အိတ်တွေရဲ့နောက်ွယ်ဆန်းညံလာတဲ့စီးပွားရေး viewer တွေကိုပြောတာပြသွားမှာတက်ပါတယ်အရင်ဆုံးဒီအိတ်ရဲ့တမိုင်းကြောင်းကိုကြည့်ရအောင်1838ခုနှစ်ခေတ်ကနေပြီးမြေကုန်းကြီးချို့ရာနေစတင်ခဲ့တဲ့ဟာမီယာ1984ခုနှစ်မှာတော့တမိုင်းဝင်ကျေးရတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ဗေတိချမင်းသမီးဂျိမ်းပါကင်နဲ့ဟာမီရဲ့ဥက္ကဋ္ဌဂျိမ်းလူဖတ်ဒိမတ်တို့လင်းပေါ်မှာပေးချခဲ့တဲ့ထိုင်းပြည်ကနေစတင်ခဲ့တာပါ။မင်းသမီးရဲ့အိတ်ကပစ္စည်းတွေကလင်းပေါ်မှာပြန့်ကျဲသွားတဲ့အခါမျိုးသမီးတွေအတွက်အသုံးဝင်ပြီးပစ္စည်းဆန်းတဲ့အိတ်ကောင်းတစ်လုံးမရှိဘူးလို့မင်းသမီးကညှိတွားနေခဲ့ပါတယ်။ဒါကိုဒိမတ်စိတ်ကူးရသွားပြီးလင်းပေါ်မှာပါတဲ့အော်အန်တဲ့အခါအသုံးတဲ့အိတ်ခုံပေါ်မှာအိတ်ဒီဇိုင်းကိုစတင်ပုံပေါ်ခဲ့ပါတယ်။အဲ့ဒီကနေကဘာကျော်ဘာကီဘတ်ဆိုတာကိုပေါ်ပေါ်လာခဲ့ပါတယ်။ဘာကင်အိတ်တွေဘာကြောင့်ဒီလောက်စီးကြီးရလဲပထမတစ်ချက်ကတော့လက်ရပါအိတ်တစ်လုံးချင်းစီကိုပြင်သေးကကျွမ်းကျင်ပညာရှင်တယောက်တည်းကနေနိုင်ပေါင်း40ကျော်လက်နဲ့ပဲတိတိကျကျချုပ်လို့ရတာပါအကယ်၍ချိုးတစ်ချောင်းလွှဲသွားရင်တော့အဲ့ဒီကိုဖြတ်စည်းရမျိုးအထိစီကံကြည့်ပါတယ်ဒုတိယချက်ကတော့အရေးအတွက်ပါသူတို့ကတစ်နှစ်ကိုအိတ်ဘယ်နှလုံးထုတ်တယ်ဆိုတော့ဘယ်တော့မှထုံမပြောပါဘူးဝယ်လို့အားအစပဒံများနေပေမဲ့သူတို့တော့အကန့်အသတ်နဲ့ပဲထုတ်ပါတယ်ဒါက luxury brand ရဲ့အသက်ဖြစ်တဲ့ရှားပါမှုကိုဖန်တီးလိုက်တာပါပဲဒီအိတ်ကိုတင်ဘယ်လိုဝယ်မလဲတင်ရအဲ့ဒီဆိုင်ဝင်တဲ့နဲ့အရင်ဆုံးရင်းနှီးအောင်လုပ်ရပါမယ်သူတို့စီကနေအိမ်မဟုတ်တဲ့တခြားပစ္စည်းတွေကိုမြောင်များဝယ်ပြီးသူတို့ရဲ့စီးရင်မှာပုံမှန်ဖောက်တယ်ဖြစ်စင်းဝင်အောင်လုပ်ရပါမယ်။ဝန်ထမ်းအသိကိုယုံကြည်ပြီးတင်းတော်တဲ့လူကိုတတ်မှတ်တဲ့အခါမှာသာဆိုင်နောက်ဝယ်ရလှုပ်ဝခန်းကိုခေါ်တော့ပြီးအိမ်ကိုပြတတ်တာပါ။ခုစနာအသိကိုပြတဲ့အိမ်ရဲ့အယောင်နဲ့အရွယ်စားကိုတင်းရရွေးချယ်ခွင့်မရှိသလောက်ပါပဲ။သူတို့စီမှာရှိတဲ့အိမ်ကိုပဲတင်းကဝယ်မလားမဝယ်ဘူးလားဆုံးဖြတ်ရတာပါ။အကယ်၍တင်းကညင်းလိုက်ရင်နောက်တစ်ခါဝယ်ခွင့်ရဖို့ဆိုတာမလွယ်တော့ပါဘူး။စီးပွားရေးပညာရှင်တွေလေ့လာချက်အရဘာကီအိတ်တွေရဲ့တန်ဖိုးကပြီးခဲ့တဲ့နှစ်ပေါင်း30ကျော်အတွင်းမှာတစ်နှစ်ထက်တစ်နှစ်ဖြည်းမြင့်တက်လာခဲ့ပါတယ်။ထူးခြားတာရွှေဈေးကွက်ထက်တောင်တည်ငြိမ်ပြီးအမြင်များရလို့ဆိုကြပါတယ်။ဒါကြောင့်ပဲလူချမ်းသာတွေကပါကင်ကိုအလောက်ဝဖို့တင်မှာကပဲတမိုးတက်လာမဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ပါဝယ်စုဆောင်းကြတာတဲ့ပါတယ်။အမီပါကင်ဆိုတာအိတ်တစ်လုံးထပ်ပို့တဲ့အစင်တန်းတစ်ခုပါပဲ။သက်ဆိုင်ရှိုံနဲ့မရပဲစိတ်ရှည်မှုကန်းနဲ့ငွေကြေးမြောင်များကိုအချိန်ပေးပြီးမှရနိုင်တဲ့အရာပါ။ဒီတော့တိန်းထောင်ကြီးတန်းနဲ့အိတ်တစ်လုံးကိုပိုင်ဆိုင်ဖို့အတွက်ခုလိုစီကံချက်တွေကြားနေတန်းစီဆောင်ပိုင်ပြီးခွေယူတာတန်မိုးရှိလား။ဒါမှမဟုတ်ဒါလူချမ်းသာတွေရဲ့အပိုဆုံးတိမှုတစ်ခုပဲလားကွန်မန့်မှာတင်းရဲ့အမြင်ရေးပေးသွားခဲ့ပါဦး။ခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ The Net Story ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပါဦး။